online ငွေစာဖို့ဘယ်နိုင်ငံကမဆိုမြန်မာနိုင်ငံမှာနေတဲ့သူတွေဆိုရင်တောင်မှဘိုင်းနေနဲ့ပတ်စံထုတ်လို့ရမယ်မြန်မာဖုန်းပေးနဲ့ပတ်စံထုတ်လို့ရမယ်နော်ကိုယ်တိုင်လည်းပတ်စံတရားရခိုင်နှုန်းထုတ်ပြပေးသွားမှာဖြစ်တာကြောင့်မလို့စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်နဲ့အတူဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အစိုးထိကြည်လိုက်ရအောင်ကျွန်တော်အခုပြောပြပေးမယ်ဂိမ်းလေးကဆိုရင် episode ဆိုတဲ့ဒီဂိမ်းလေးပေါ့နော်ဒီဂိမ်းလေးကဆိုရင်ဘိုင်းနေနဲ့ပတ်စံထုတ်လို့ရမယ်မိုဘိုင်းဖုန်းပေတွေနဲ့ပတ်စံထုတ်လို့ရမှာဖြစ်ပါလေဒီ episode ဆိုတဲ့ဂိမ်းလေးကိုကိုလူတို့ကစားမယ်ဆိုရင်ဘူပေလောကမခံပါနဲ့ဘူပေခံမယ်ဆိုရင်ကိုလူတို့ကသူပေးထားတဲ့ဂိမ်းလေးတွေကစားလို့ရမှာမဟုတ်ပါဘူးဂိမ်းကစားလို့မရတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကပတ်စံစားရအခက်ခဲတစုံတရာမြင်တွေ့ရမယ်ပေါ့နော်โอเคဒီထက်ကနေကျွန်တော်တို့ပတ်စံစားမယ်ဆိုရင်ကိုလူတို့ကဒီ episode ဆိုတဲ့ game လေးကို download ဆွဲရမယ်ပေါ့နော် download ဆွဲမယ်ဆိုရင်လည်းပဲကျွန်တော်တို့ဒီဘူပေလောကမခံပါနဲ့ဘူပေခံမယ်ဆိုရင်လည်းပဲကျွန်တော်တို့ဒီတူပေးထားတဲ့ game လေးတွေကိုပေါ်မှာမဟုတ်ပေါ့နော် okay ကျွန်တော်တို့ episode ဆိုတဲ့ game လေးကို download ရယူမယ်ဆိုရင်ကိုလူတို့ကကျွန်တော်ပေးထားတဲ့လေးကနေတစ်ချက်ဝေလိုက်ပြီးဆိုရင်ဒီ episode ဆိုတဲ့ game လေးကို Google Play Store မှာပေါ့နော် app နိုင်တဲ့ logo လေးကိုတေချာကြည့်ပြီးတော့ install လုပ်ပေးလိုက်ပါဒီ game လေးကထွေးတာကြပြီဆိုပေမဲ့အခုချိန်ထိလောကတရားရခိုင်နှုန်းပြီးနေစဖြစ်တဲ့ game လေးတစ်ခုပဲဖြစ်ပါတယ်ဘိုင်းနေနဲ့ပတ်စံထုတ်မယ်ဆိုရင်ကျွန်တော်တို့က$0.1ကိုပတ်စံစတဲ့ထုတ်ခွင့်ရမှာပဲဖြစ်ပါလေ။ Okay ကျွန်တော်တို့ဒီဂိမ်းလေးထက်ကိုဝေလိုက်ပြီးဆိုရင်ဘူပေလောကမခံပါနဲ့ဘူပေခံမယ်ဆိုရင်ကျွန်တော်တို့ဂိမ်းလေးတွေကစားလို့ရမှာမဟုတ်ပါဘူး။ဟုတ်ပြီကျွန်တော်တို့ဒီဂိမ်းလေးတွေကိုကစားမယ်ဆိုရင်ဒီမှာ play now ဆိုတဲ့နေရာလေးထက်ကိုတစ်ချက်ဝေရမယ်ပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့ play now ဆိုတဲ့နေရာလေးကိုဝေလိုက်တဲ့အခါမှာဆိုရင်ဒီလိုကျွန်တော်တို့တူပေးထားတဲ့ဒီကာလေးတွေကိုမပေါ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီဘူပေခံထားလို့ပေါ့နော်ဘူပေခံထားတဲ့သူတွေဆိုရင်ဒီဂိမ်းလေးတွေကကျွန်တော်တို့ပေါ်လာမှာမဟုတ်ပါဘူးတကယ်လို့မပေါ်လာတဲ့အခါမှာဆိုရင်လည်းပဲကျွန်တော်တို့2ရက်3ရက်လောက်ကျွန်တော်တို့စောက်ပေးလိုက်မဲ့ဆိုရင်ဒီဂိမ်းလေးတွေကအလိုလိုနဲ့ပြတ်ပေါ်လာမှာပေါ့နော်ပြတ်ပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒီပတ်စံဆောက်လို့ရွယ်ကူသွားပါလိမ့်မယ်โอเคဒီဂိမ်းလေးတွေကျွန်တော်တို့ပေါ်လာတဲ့သူတွေဆိုရင်ကျွန်တော်တို့ဒီထက်ကနေပတ်စံဆောက်လို့ရပြီပဲဖြစ်ပါတယ်ပတ်စံဆောက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာတူပေးထားတဲ့ task တွေကိုလုပ်ပေးရမှာပေါ့နော်โอเค task တွေကိုလုပ်ပေးမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ more ဆိုတဲ့နေရာလေးထက်ကိုတစ်ချက်အရေးဝင်မယ်โอเคဝင်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီ game လေးကိုပေါ့နော် download ဆွဲပြီးတော့ဒီ level 1အနေနဲ့ကျွန်တော်တို့ကကစားလိုက်မယ်ဆိုရင် quite 28 quite ရရှိမှာပေါ့နော် level 30ကျွန်တော်တို့ကစားလိုက်မယ်ဆိုရင် quite 80ရရှိမှာပေါ့နော်ဒီလိုပမာဏလေးတွေကိုသူကဒီမှာ task အနေနဲ့ကျွန်တော်တို့ကိုပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ task တွေကိုလုပ်မယ်ကျွန်တော်တို့ကဒီ quite လေးတွေကိုဆောင်းမယ်ပေါ့နော်ပတ်စံဆောင်းမယ်ဆိုရင်ဒီအောက်က play now ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီ Google Play Store ကိုရောက်လာတဲ့အခါမှာဆိုရင်ဒီ game လေးကိုကျွန်တော်တို့က Google Play Store မှာ download ဆွဲပေးလိုက်လို့ရမှာပဲဖြစ်ပါတယ် download ဆွဲပြီးပြီဆိုရင်ကျွန်တော်တို့ကဒီ game လေးတွေကိုဒီ level အလိုက်ကစားမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ကဒီဒေါ်လာလေးတွေရရှိလာမယ်သူပေးထားတဲ့ဒီ coin လေးတွေရရှိလာမယ်ပေါ့နော် okay ကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့လည်းဒီလိုပဲကျွန်တော်တို့သူပေးထားတဲ့ game လေးတွေကိုကျွန်တော်တို့ကကစားမယ်သူပေးထားတဲ့ task တွေကိုလုပ်ပေးမယ်ဆိုရင်ကျွန်တော်တို့ကသူပေးထားတဲ့ coin လေးတွေကိုရရှိလာမယ်ပေါ့နော် more ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့တွားကြည့်လို့ရမှာဖြစ်ပါတယ်ဒီ game လေးကဆိုရင်ကျွန်တော်တို့ဒီမှာ level 40ကျွန်တော်တို့ကစားလိုက်မယ်ဆိုရင် coin set ရရှိမယ်ပေါ့နော် level 30ကစားလိုက်မယ်ဆိုရင် coin set ရရှိမယ်ဒီလိုပမာဏလေးနဲ့ကျွန်တော်တို့ကဒီ coin လေးတွေကိုရယူလို့ရမှာဖြစ်ပါတယ် okay ရယူပြီးပြီဆိုရင်ကျွန်တော်တို့ကဒီထက်ကနေပေါ့နော်နောက်ထပ်တစ်ခုကျွန်တော်တို့ coin စာတဲ့နေရာလေးကိုတွားမယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ coin စာမယ်ဆိုရင်ဒီမှာ app task တဲ့နေရာလေးမြင်တွေ့ရမှာပေါ့နော်ဒီကားလေးထက်ကိုတစ်ချက်ဝင်မယ်ဝင်လိုက်ပြီဆိုရင်ဒီမှာသူပေးထားတဲ့ task တွေကိုမြင်တွေ့ရပြီဆိုရင်ဒီကားလေးတွေထဲကနေကျွန်တော်တို့က task လေးတွေလုပ်ပြီးတော့ coin လေးတွေစောက်ပြီးလို့ရမှာဖြစ်ပါတယ် okay ဒီမှာ software အနေနဲ့ဒီကားလေးကဆိုရင်မြန်မာနိုင်ငံအသုံးပြုခွင့်မပေးဘူးပေါ့နော်မြန်မာနိုင်ငံအသုံးပြုခွင့်မပေးတာမို့လို့ကျွန်တော်တို့ကဒီကားလေးထဲကနေပတ်စံဆောင်တဲ့အခါမှာဆိုရင်အခက်ခဲမြင်တွေ့ရမှာပေါ့နော်တခြားနိုင်ငံမှာဆိုရင်အဆင်ပြေပါတယ် okay ဒီထက်ကနေပတ်စံထုံးလေးကိုတွားမယ်ဆိုရင်ဒီမှာ reader ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်ကျွန်တော်တို့ကဒီမှာ mobile ဆိုတဲ့ဒီကားလေးထဲကိုဝေလိုက်မယ်ဆိုရင် mobile ကျွန်တော်တို့ဖုန်းပေတွေနဲ့ပတ်စံထုတ်လို့ရမှာပေါ့နော်ဒီအမှဆိုရင် Binance USDT ပဲဖြစ်ပါလေ Binance နဲ့ထုတ်ချင်တဲ့သူတွေဆိုရင်ဒီမှာ Binance နဲ့ပတ်စံထုတ်လို့ရမယ် okay ဒီအမှဆိုရင်လည်းပဲကျွန်တော်တို့ game item တွေနဲ့ game UC လေးတွေကိုကျွန်တော်တို့လဲလို့ရမှာပေါ့နော် okay ဥပမာအနေနဲ့ကျွန်တော်ကဒီ Binance အကောင့်လေးထက်ကိုတစ်ချက်ဝယ်မယ်ဝယ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကအနည်းဆုံးပမာဏ$0.1ကနေစတင်ထုတ်လို့ရမှာပေါ့နော် coin ပမာဏကဆိုရင်ဒီမှာ1000ပဲဖြစ်ပါလေ coin 2500စီးပြီးဆိုရင်ကျွန်တော်တို့က$0.25ရရှိလာမှာဖြစ်ပါတယ် coin 9100ကျွန်တော်တို့စီးပြီးဆိုရင်ပေါ့
ပေါ့နော်$1ရရှိမှာဖြစ်ပါလေကျွန်တော်မှဆိုရင်ဒီမှာ coin 2000ကျော်စီးတဲ့ပေါ့နော် coin 2000ကျော်ရဲ့ကျွန်တော်တို့ကဒီမှာ$2လောက်ကိုကျွန်တော်ရရှိမှာပေါ့နော်โอเคကျွန်တော်ကပတ်စံထုံလေးကိုလည်းအသေးစိတ်ပြောပြပြီးမှဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့က mobile ဖုန်းပြီးတွေနဲ့ထုံးမဲ့ဆိုရင်ဒီထက်ကိုဝယ်ပြီးတော့တွားထုတ်လို့ရတယ်ပေါ့နော်ဒီအကြောင်းအရာအသေးစိတ်ကိုကျွန်တော်မပြောပြနေတော့ပါဘူးโอเคကျွန်တော်ကဒီမှာဘိုင်းနေနဲ့ပတ်စံထုတ်ပြပေးသွားမှာဖြစ်တာကြောင့်မလို့ဘိုင်းနေကိုတစ်ချက်ဝယ်လိုက်မယ်ဘိုင်းနေနဲ့ပတ်စံထုံးမဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာအစိမ့်တန်းလေးတီထားဖို့လို့လိုတာပေါ့နော်ဒီလိုအပြာတန်းလေးကျွန်တော်တို့မပြီးသေးဘူးဆိုရင်ပတ်စံထုတ်လို့မရသေးပါဘူးဒီလိုအစိမ့်တန်းလေးကျွန်တော်တို့ပြည်နေပြီဆိုရင်ပေါ့နော်ပတ်စံထုတ်လို့ရနေပြီပဲဖြစ်ပါတယ်โอเคကျွန်တော်ကတော့ဒီမှာ$1ထုတ်ပြပေးမှာပေါ့နော်$1ထုတ်မဲ့ဆိုရင်$1လေးကိုတစ်ချက်ထားလိုက်ပေါ့ဒီအောင်မှကျွန်တော်တို့ကဘိုင်းနေကဖီတာတဲ့ Gmail လေးကိုထည့်ပေးရမှာပေါ့နော်ကျွန်တော်တို့ဘိုင်းနဲ့အကောင့်ဖိတ်ခဲ့တဲ့ Gmail လေးကိုကိုလူတို့ကဒီနေရာလေးမှာထည့်ပေးရမှာဖြစ်ပါလေအပေါ်မှာဆိုကျွန်တော်တို့ဒီပေးစာရမှာ coin ပမာဏနဲ့ကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာပမာဏလေးတွေကိုတူကပြပြီးထားမှာဖြစ်ပါလေဒီအောက်ကကျွန်တော်တို့ Gmail လေးမှတ်ပြီးဆိုရင်ပေါ့နော်ဒီအောက်က next ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေါ့ okay ဒီနေရာလေးမှာကျွန်တော်တို့က Gmail လေးမှတ်တေချာလေးဆက်စစ်ပေးပေါ့နော်မှတ်ကန်ပြီးဆိုရင်ကျွန်တော်တို့ကဒီအောက်က confirm ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးပါ okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ပတ်စံထုတ်ယူခြင်းကအောင်မြင်သွားပြီပေါ့နော်အောင်မြင်သွားပြီဆိုရင်ကျွန်တော်တို့ကဒီအောက်က clock ကိုနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ပတ်စံထုတ်ယူခြင်းကပေါ့နော်အခုချစ်ကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကောင့်လေးထက်ကိုပတ်စံကဝေလာတော့ကိုမြည်တွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်အခုထုတ်လိုက်တာပေါ့နော်အခုချစ်ကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကောင့်လေးထက်ကို1 USDT ဆိုပြီးတော့ပတ်စံဝေလာတော့ကိုမြည်တွေ့ရမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ထုတ်ယူခဲ့တဲ့ပမာဏလေးကိုပြန်ကြည့်မယ်ဆိုရင်ဒီမှာ my reward ဆိုတဲ့နေရာလေးကိုဝင်ပြီးတော့ကျွန်တော်တို့ထုတ်ယူခဲ့တဲ့ပမာဏလေးကိုဒီမှာပြန်ကြည့်လို့ရမှာပေါ့နော်ဒီအောင်မဆိုရင်ကျွန်တော်အများကြီးထုတ်ယူထားတာလေးကိုမြည်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ဒီထက်ကနေ100ရာခိုင်နှုန်းပတ်စံအကျဉ်းချင်းထုတ်ယူခဲ့တဲ့ app လေးတစ်ခုဖြစ်တာကြောင့်မလို့ဒီထက်ကနေပတ်စံအများကြီးဆောက်ဖေးနိုင်ပါစေလို့ကျွန်တော်ကပြောပြပေးခြင်းပါတယ်လောက100ရာခိုင်နှုန်းပေးပြီးတော့အခုချိန်ထိနာမည်ရပြီးတော့အခုချိန်ထိပတ်စံ100ရာခိုင်နှုန်းပေးတဲ့ game လေးတစ်ခုပဲဖြစ်ပါတယ်โอเคဘိုင်းနဲ့အကောင့်လေးထက်ကိုလည်းပတ်စံဝေလာကြောက်ကိုဒီမှာကျွန်တော်တစ်ချင်းပြောပြပေးမှာပေါ့နော်ဒီအောက်ကအစမ်းဆိုတဲ့နေရာလေးကိုတစ်ချင်းဝေမယ်โอเคဝယ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့က feeder ဆိုတဲ့နေရာလေးထက်ကိုတစ်ချက်ဝယ်ပြီးတော့ကျွန်တော်တို့ထုတ်ယူခဲ့တဲ့ပမာဏလေးပြကြည့်မယ်ဆိုရင်ဒီမှာ USDT ဆိုတဲ့နေရာလေးထက်ကိုတစ်ချက်ဝယ်မယ်ပေါ့နော်ဝယ်လိုက်ပြီဆိုရင်ဒီမှာ1 USDT အနေနဲ့ဒီအောက်မှာဆိုရင်ကျွန်တော်တို့ကနေရင်နဲ့ဒီအချိန်လေးတွေပေါ့နော်ဒီကားလေးထက်ကိုတစ်ချက်ဝယ်မယ်ဝယ်လိုက်ပြီဆိုရင်ကျွန်တော်တို့ပတ်စံထုတ်ယူခဲ့တဲ့ပမာဏလေးကဆိုရင်ဒီမှာအပြည့်စုံကိုလူတို့ကကြည်လို့ရမှာပေါ့နော် successfully အနေနဲ့ကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကားလေးထက်ကိုဒီမှာ MPSA APP ပေးမှဆိုပြီးတော့သူကဒီမှာနှုတ်အနေနဲ့သူကရေးပေးထားခြင်းပဲဖြစ်ပါလေလောက100ရာခိုင်နှုန်းပေးတဲ့ game လေးတစ်ခုဖြစ်တာကြောင့်မဲ့လို့အခုပဲ download ဆွဲပြီးတော့ကစားလိုက်ဖို့အကြံပေးခြင်းပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ဒီလို100ရာခိုင်နှုန်းပေးတဲ့ game တွေကိုအမြဲတမ်းကစားခြင်းနဲ့ဆိုရင် channel လေးကို subscribe ပါလေးနှိပ်ထားပေးဖို့တောင်းဆိုခြင်းပါတယ်